တကယ်တော့ဘီနီစီရဲ့တာကွန်ညာလိုကခဲ့ရင်အခုလိုပြဿနာတွေတက်လာမှာမဟုတ်ပါဘူး။တနေ့ကဘီဖီကာနဲ့ရီယယ်မက်ဒရစ်တို့ကစားတဲ့ချန်ပီယံလိပွဲစဉ်မှာဂိုးသွင်းပြီးအခအလှနဲ့အောင်ပွဲခံခဲ့တဲ့ဘီနီစီယာကတော့ဘောလုံးလောကတစ်ခုလုံးကိုကြီးမားဆုံးလှုပ်ခတ်သွားခဲ့ပေမဲ့ကွန်ညာကတော့အာဆင်နယ်ကွင်းမှာဟီယာလှုပ်ပြပြီးကပြခဲ့တာတော့ဘာပြဿနာမှမဖြစ်ခဲ့ပါဘူး။အဆိုပါပွဲမှာဘီနီစီယာအနေနဲ့ဘီဖီကာပရိသတ်တွေရဲ့ရှေ့မှာဘရာဇီးသားတွေရဲ့ထုံးစံတိုင်းကပြီးအောင်ပွဲခံခဲ့ပေမဲ့ပရိသတ်တွေကရေဘူးတွေနဲ့ပြတ်ပေါက်ခဲ့တဲ့ပြင်ကွက်လက်တိုင်ကလည်းအဝါကပ်ပြခဲ့သလိုဘီဖီကာတင်းရဲ့ကစားသမားပရစ်စတီယာနီကလည်းမြောက်ကြီးဆိုပြီးခေါ်ကလူမျိုးရေးခွဲခြားခဲ့ပါသေးတယ်။ဒီပြစ်စင်မှာကွက်လက်တိုင်ကဘာကြောင့်အဝါကပ်ပြသခဲ့တာလဲမသိပေမဲ့ဘောလုံးလောကမှာအခုလိုအောင်ပွဲခံတာကမဆန်းတော့ဘူးလို့ပြောရမှာပါ။အဲ့ဒီလိုမျိုးသာအဝါကပ်ပြကြီးဆိုရင်ယူနိုက်တက်ကစားသမားကွန်ညာကလည်းအဝါကပ်ပြင်အနီကပ်တွေပါဘလူးပြန်နေမှာပါ။ယူနိုက်တက်အနေနဲ့အာဆင်နယ်ရဲ့အင်ကွင်းမှာအနိုင်ရခဲ့တုန်းကဆိုရင်ကွန်ညာကဂိုးသွင်းပြီးတဲ့နောက်အကလှတွေနဲ့ပရိသတ်တွေရဲ့ရှေ့မှာကိုအောင်ပွဲခံပြခဲ့တာပါ။ဒါပေမဲ့ကွန်ညာကတော့ဘာပြဿနာမှမတက်ခဲ့ပဲပွဲကိုအေးစစ်စစ်နဲ့ပဲပြီးဆုံးခဲ့ပါတယ်။အဘီနီကတော့သူကားတဲ့ပုံစံကပရိသတ်တွေကိုမလေးမစားပြုတဲ့ပုံစံတက်ရောက်သွားပုံရတာကြောင့်ပြဿနာအကြီးကျယ်တက်ခဲ့တယ်ထင်ပါတယ်။ဘယ်လိုပဲဖြစ်နေပါစေအခုလိုကိုသွင်းပြီးအောင်ပွဲခံတဲ့အခါကားတဲ့ပုံစံကအထူးဆန်းကြီးမဟုတ်တာတော့သိကြပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး United ကန်ဝင်ကစားသမားကြီးရိုနီကအခုလိုပြောဆိုခဲ့ပါတယ်။အဘီနီရဲ့အောင်ပွဲခံမို့လားသူဘာလို့အဲ့ဒီလိုအောင်ပွဲခံလို့မရရမှာလဲကဘာပလားပြိုင်ပွဲတွေမှာဒီလိုအောင်ပွဲခံမျိုးတွေကအမတ်တရပြရုပ်တွေဖြစ်လာတာကိုကျွန်တော်မြင်မှုပါတယ်။သူကရောဘာလို့ဒီလိုလုံးပိုင်ခွင့်မရှိရမှာလဲလို့ပြောဆိုခဲ့တာပါ။အဘီနီတော့စိတ်မကောင်းစရာတစ်ခုဖြစ်ပေမဲ့ကွန်ညာကတော့အမ်ရိတ်မှာဟီဟာနဲ့ကားပြနိုင်ခဲ့တာပါ။